မကြာခဏကြော်ညာတွေတက်နေတဲ့မိတ်ဆွေများဖုန်းထဲမှာပေါ့နော်ကိုကဒီလိုမျိုးဖုန်းကြည့်နေတဲ့အချိန်ပေါ့နော်ကြော်ညာတွေကိုဒီခလုံးပလောင်စာကနေမကြာခဏကြော်ညာတွေဝင်နေတာပေါ့နော်ကြော်ညာတွေကိုဘယ်လိုပိတ်ရမှာလဲပိတ်ချင်တဲ့မိတ်ဆွေများပေါ့နော်လူတော်တော်များများကဒီလိုမျိုးကိုကြုံတွေ့ရမှာဖြစ်ပါတယ်နော်ကိုကဒီဟာကိုတွားဖွင့်မိလို့ရှိရင်ကိုရဲ့ဖုန်းထဲမှာပဲကြည့်ပေါ့နော်ကြည့်လို့ရှိရင်10မိနစ်လောက်ပဲကြော်ညာကတူဝင်သွားတာပေါ့နော်ဝင်သွားလို့ရှိရင်ဒီခလုံးပလောင်စာတွေကိုရောက်သွားမှာဖြစ်ပါတယ်နော်ဒါတော့ဘယ်လိုဖြေရှင်းရမှာလဲဆိုတာကိုကျွန်တော်ဒီနေ့မိတ်ဆွေများလာပြောပြပေးသွားမှာဖြစ်ပါတယ်နော်အရင်ဥဆုံးဒီခလုံးပလောင်စာတွေကိုဝင်လိုက်ပါနော်ကဲဝင်ပြီးသွားလို့ရှိရင်ဒီရဲ့73ဆက်ကလေးကိုတစ်ချက်နှိပ်လိုက်ပါနော်ကဲနှိပ်ပြီးသွားလို့ရှိရင်နှစ်ခုရှိတာပေါ့နော်ဖြတ်နီးကြတော့နော်အရင်ဥဆုံးဒီ setting တွေကိုဝင်လိုက်ပါနော်ကဲဝင်လိုက်ပါနော်ဝင်ပြီးသွားလို့ရှိရင်အောက်ကိုနည်းနည်းဆွဲရပါနော်ဆွဲလိုက်ပါကဲပြီးသွားလို့ရှိရင်ဒီနေရာလေးပေါ့နော်ကျွန်တော်ပြထားတဲ့နေရာလေးကိုတစ်ချက်နှိပ်လိုက်ပါနော်ကဲနှိပ်ပြီးသွားလို့ရှိရင်ဒီလိုမျိုးကိုရောက်လာမှာဖြစ်ပါတယ်နော်ဒီနေရာကတော့ဒီခေါင်းလောင်းပုံစံလေးပေါ့နော်ဒီနေရာလေးကိုတစ်ချက်နှိပ်လိုက်ပါကဲနှိပ်ပြီးသွားလို့ရှိရင်ဒီလိုမျိုးကိုရှိရမှာဖြစ်ပါတယ်နော်မိတ်ဆွေများဒီဟာကိုဖွင့်ထားတယ်ဆိုရင်ကြော်ညာကတော့မကြာခဏတူဝင်လာမှာဖြစ်ပါတယ်နော်ဒီဟာကိုပိတ်ထားရမှာဖြစ်ပါနော်ဒီဟာပိတ်ထားလို့ရှိရင်ကြော်ညာကိုမဝင်တော့ပါဘူးနော်ဒီဟာကိုဖွင့်ထားလို့ရှိရင်ကြော်ညာကဘယ်ဟာတွားနှိပ်တာလဲကိုကတခုခုတွားနှိပ်ပြီးတခုခုတွားနှိပ်လို့ရှိရင်ကြော်ညာကတူတက်လာတာပေါ့နော်အဲကြော်ညာကိုမတက်လာအောင်ဒီညာလေးကိုပိတ်ရမှာဖြစ်ပါနော်ဒီလိုမျိုးပေါ့နော်ဒါကတော့တနည်းပေါ့နော်နောက်တနည်းကရှိပါသေးတယ်နော်ဒီ73ဆက်ကလေးပါပဲပြန်ဝင်လိုက်ပါကဲဝင်ပြီးသွားလို့ရှိရင်ဒီနိုင်ပုံစံလေးကိုတစ်ချက်နှိပ်လိုက်ပါနော်ကဲနှိပ်ပြီးသွားလို့ရှိရင်ဒီခလုံးပလောင်စာကနေကြော်ညာဝင်တဲ့ website တွေပေါ့နော်အများကြီးပဲပေါ့နော်အများကြီးနေ့တိုင်းဝင်တယ်ပေါ့10မိနစ်ကိုတစ်ခါအဲ့လိုမျိုးပေါ့နော်တစ်ခါတလေကြောင့်နှစ်ခါအဲ့လိုမျိုးဝင်တယ်ပေါ့ဒါကဝင်တဲ့ website အလုံးပေါ့နော်ဒီဟာကိုဖြတ်လိုက်မယ်ဆိုရင်ဒီဟာကိုဒီညာလေးပေါ့နော်ဒီစာအစိမ်းရောင်လေးကိုတစ်ချက်နှိပ်လိုက်ပါကဲနှိပ်ပြီးသွားလို့ရှိရင်ဒီညာလေးမှာပဲတစ်ချက်ပြန်နှိပ်လိုက်ပါနော်ကဲရပါပြီနော်ဒါကတော့နောက်ထပ်တနည်းပေါ့နော်ဒီနေရာလေးမှာပဲဒီနေရာလေးလည်းရှိသေးတယ်ပေါ့နော်ဒီ3ဆိုတာလေးကိုလည်းတစ်ချက်ဖြတ်လိုက်ပါနော်ကဲဖြတ်လိုက်ပါပြီနော်ဒီနေရာလေးက website ကအခုတော့မရှိတော့ပါဘူးเนาะကိုကဖုန်းကြည့်နေတဲ့အချိန်ကိုအေးဆေးဆေးကြည့်လို့ရပြီပေါ့เนาะဒီဟာကိုမပိတ်ထားဘူးဆိုရင်ကျွန်တော်ခုနပြောတဲ့အတိုင်းပေါ့เนาะကိုကဗီဒီယိုကြည့်နေတဲ့အချိန်ပေါ့เนาะမကြာခဏဒီခလုံးပလောင်စာတဲ့ခုံးပလောင်စာတွေကတူပြန်ဝင်သွားတာပေါ့နော်ဝင်သွားလို့ရှိရင်ကြော်ညာကိုကြည့်ရမှာဖြစ်ပါတယ်နော်အဲကြော်ညာကိုရှုပ်ရှက်မခတ်အောင်ပိတ်နီးပေါ့နော်ကျွန်တော်လာမျှဝေပေးတာဖြစ်ပါတယ်နော်ဒီဗီဒီယိုကိုအကျိုးရှိမယ်လို့ထင်ပါတယ်နော်ဒီဗီဒီယိုကအကျိုးရှိလို့ရှိရင်တခြားလူတွေကိုလည်းသိအောင်လို့မျှဝေပေးခဲ့ကြပါအောင်လို့တောင်းဆိုချင်ပါတယ်နော်